မင်္ဂလာပါရှင်ဒီနေ့မှာတော့လက်စိုးရဲ့ jewelry safe tutorial ကိုယတနာတွေပဲတီးသန့်ထည့်သိမ်းလို့ရတာလားလို့မေးနေကြတဲ့ customer တွေအတွက်ဒီဗီဒီယိုလေးနဲ့ဖြေပေးလိုက်ပါတယ်ရှင်လက်စိုးရဲ့ jewelry safe tutorial ကယတနာတွေပဲထည့်သိမ်းလို့ရတာမဟုတ်ပါဘူးเนาะသူကတူတော့ပုံစံမျိုးဖြစ်တဲ့အတွက်အပေါ်အကန့်မှာဆိုရင်ပါဝင်တဲ့အကန့်လေးကို adjust လုပ်လို့ရတဲ့အတွက်ကြောင့်ယတနာတွေမထည့်ပဲငွေသားတွေထည့်သိမ်းချင်သူတွေအတွက်350ကျော်အထိစိတ်ကြိုက်လုံးလုံးကြုံကြုံထည့်သွင်းသိမ်းဆည်းထားနိုင်မှာပဲဖြစ်ပါတယ်ရှင်။အောက်ကမှာဆိုရင်လည်းတန်မိုးကြီးတဲ့ယတနာတွေကိုစနစ်တကျနဲ့စစ်စစ်ရေးရေးသိမ်းဆည်းထားလို့ရပါတယ်နော်။ဒါဒီမကသေးပါဘူးဒီဇိုင်းက luxury ဆန်ပြီးအလှဆင်ထားသလိုဖြစ်နေစီရမို့လို့အိမ်မာတွေမဟုတ်ပဲ premium ဆန်နဲ့ spa တွေ hair salon တွေနဲ့ beauty clinic တွေရဲ့ VIP guest room တွေမှာလည်း customer တွေရဲ့အဖို့တန်ပစ္စည်းတွေနဲ့ပျောက်ရှအောင်လူကြီးစိတ်ချစာနဲ့သုံးလို့ရတဲ့စိတ်ပေါက်မျိုးပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်လူကြီးမင်းတို့အနေနဲ့လက်ဝတ်ရနာတွေရောငွေသားတွေကိုပါတနေရာထဲမှာသူ့နေရာနဲ့သူစနစ်တကျ luxury ဆန်ဆန်နဲ့ aesthetic ဖြစ်သိမ်းဆည်းထားခြင်းနဲ့ဆိုရင်တော့ဒီ jewelry safe tutorial ကိုရွေးချယ်ဖို့အကြံပေးချင်ပါတယ်ရှင်။